ဒီလိုမျိုးတော်တီသုံးလုံးပါရင်ဘာနိုင်အမျိုးစားလဲခရိုနိုဂရက်လားမာတီဖက်ရှင်လားတော်တီသုံးလုံးပါတိုင်းခရိုနိုဂရက်လို့ပြောလို့မရပေမဲ့ခရိုနိုဂရက်နိုင်မှာတော့တော်တီသုံးလုံးကမဖြစ်မနေပါဝင်ပါတယ်အဲ့လိုပဲမာတီဖက်ရှင်ပါတဲ့နိုင်တွေမှာလည်းတော်တီသုံးလုံးပါဝင်ပါတယ်ဒါဆိုရင်ဒီလိုမျိုးပုံစံတူရှိတဲ့ခရိုနိုဂရက်နဲ့မာတီဖက်ရှင်ရဲ့ကွာခြားချက်ကဘာဖြစ်မလဲခရိုနိုဂရက်ဖက်ရှင်ပါဝင်တဲ့နိုင်တွေမှာတော့တော်တီသုံးလုံးကသူတို့ကိုအချိန်ပြည့်ကြတိုင်းတာနိုင်မှုအတွက်ဖန်တီးပေးထားတာပါStopwatch အနေနဲ့အချိန်သတ်မှတ်တဲ့အခါစက္ကန့်ရဲ့အသေးဆုံးအစိပ်ပိုင်းထိပါမှတ်သားနိုင်ပြီးတော့လှုပ်ရှားမှုတိုင်းကိုမှတ်တမ်းတင်လို့ရပါတယ်။ Multi Function နိုင်ရီမှာပါဝင်တဲ့တော်သီးသုံးလုံးကတော့ day 24 hour စဝန်း AM PM လို့ခေါ်တဲ့မနက်ခင်းနဲ့ညပိုင်းအချိန်တွေကိုဒိုင်ခွက်မှာပြသပေးတာမျိုးပါ။ Chronograph လိုမျိုး Stopwatch Function တွေတော့သူ့မှာမပါတဲ့အတွက်ဈေးနှုန်းရဆိုလို့ရှိရင်လေဒီ Multi Function Watch တွေကဈေးပိုသက်သာပါတယ်။အဲ့တော့ကိုက Stopwatch နဲ့အချိန်ကိုဒီတိကျကျသတ်မှတ်တတ်တယ်ဆိုရင်တော့ဒီလို Chronograph အမျိုးအစားကိုရွေးဒါမှမဟုတ်တော်တီးသုံးလုံးလဲပတ်ချင်နဲ့ပတ်စံလဲအများကြီးမသုံးချင်တဲ့သူတွေအတွက်ဒီလို Multi Function အမျိုးအစားကိုရွေး